သေးရွက်6တွေခိုင်း6တွေမီးရှို့ဖို့လုပ်နေရလားလောက်အောင်နော်သေးရွက်6တွေခိုင်း6တွေမီးရှို့တဲ့ခါကျရင်ကျွန်တော်တို့ဘဝပတ်ဝန်းကျင်လေထုညဉ့်ညမ်းခြင်းကျွန်တော်တို့မိခိုးမုံတွေနွေရာသီမှာဖြစ်များတယ်ကျွန်တော်တို့အသက်ရှူမွာခြင်းတွေဒါတွေကဘာကြောင့်ဖြစ်တာလဲဆိုရင်ကျွန်တော်တို့ဒီအမိုက်မီးရှို့ရနေပြီးတော့ရိုးပြက်တွေမီးရှို့ရနေပြီးတော့ဖြစ်ပေါ်လာတဲ့ကျွန်တော်တို့မိခိုးမုံတွေမိခိုးငွေတွေဒါတွေကနေပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာကျွန်တော်တို့ဘေးရန်တွေဖြစ်ပေါ်စေပါတယ်ဒါကြောင့်တစ်ကိုင်းကြောက်တွေသွေးရကြောက်တွေမီးမရှို့ဘဲနဲ့ဟူဂယ်ကူချာလို့ခေါ်တယ်ကျွန်တော်တို့ဂျာမနီတောင်ပေါ်ဒေသတွေမှာစိုက်ပျိုးတဲ့နီးစနစ်ဒါလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်လိုအပ်တာကတော့ကျွန်တော်တို့ခိုင်းကြောက်တွေကိုကျွန်တော်တို့စုပုံလိုက်မယ်အောက်မှာပေါ့နော်အောက်မှာစုပုံဒီနေရာမှာကျွန်တော်တို့ကကျင်းမတူဘူးကျင်းတူပြီးမဆိုင်ကျင်းတူပြီးတော့မထည့်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြေစည်းမြေချက်အညာဒေသမြေစည်းမြေချက်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ကဒီပေါ်မှာ soil substitution မြေအစားထိုးဆိုင်ခြင်း mount planting ကျွန်တော်တို့မြေတော်မြောက်ပြီးတော့စိုက်ပျိုးခြင်းတွေကိုကျွန်တော်ဒါပြုလုပ်ပြီးပြမှာဖြစ်ပါတယ်ဒီနေရာမှာခိုင်းကြောက်တွေဒီလိုမျိုးသေးရွက်6တွေဒါမျိုးတွေအောက်ကနေခံမယ်ကျွန်တော်တို့နှုံးမြေနုတအိတ်လိုမယ်နှုံးမြေနုတအိတ်လိုမယ်နောက်ကျွန်တော်တို့သဘောမြေရောတာတအိတ်လိုမယ်နောက်ကြီးရှိရင်နောက်ကြီးထည့်ပေးလို့ရတယ်ဒါကိုကျွန်တော်တို့ချက်ချင်းတော့တန်းဆိုင်လို့မရဘူးရက်ပေါင်း30မှာ45ရက်အတွင်းကျွန်တော်တို့ခဏတော့နှက်ထားရမယ်ဒါကျွန်တော်တို့ရေကိုနေ့စဉ်ရေကိုဆိုးတဲ့စုံလေးလောင်းပေးရင်ကျွန်တော်တို့ organic စိုက်ပျိုးရေးမှာဒါအထောက်အကူအများကြီးပြုပါတယ်ဗျဒီလိုမျိုးစိုက်ပျိုးတဲ့ဒီစနစ်ကတော့ကျွန်တော်တစ်ပင်တွေကိုအောက်ကနေပြီးတော့လေဝင်လေထွက်ကောင်းပေါ်စေပါတယ်အမြင့်တွေကိုကျွန်တော်တို့ဒီလေဝင်လေထွက်ရရှိစေပါတယ်ဗျဒါကျွန်တော်တို့သဘောမြေရောတာထည့်လိုက်ပြီးတော့ကျွန်တော်တို့နောက်ကြီးထည့်မယ်ဆိုရင်ကျွန်တော်တို့45ရက်လောက်တော့စောင့်ရမယ်ဘာကြောင့်လဲဆိုတော့နောက်ကြီးကမဆွေးသေးဘူးသဘောမြေရောတာဆွေးပြီးဒါကိုကျွန်တော်တို့ဗမာနီဗမာဟန်နဲ့ပြောရမယ်ဆိုရင်အလှင်ကူးတယ်လို့ခေါ်တယ်အချင်းဖောက်ခြင်းကိုအလှင်ကူးတယ်လို့ခေါ်တယ်ဒီဆွေးပြီးသားနဲ့မဆွေးသားတာတွေနဲ့ကျွန်တော်တို့တင်းတင်းလောက်ပါသာရောဆက်သွားဖို့အတွက်ကျွန်တော်အချိန်ကာလတစ်ခုတော့စောင့်ဆိုင်ပြီးမှစိုက်ပျိုးလို့ရပါတယ်တင်းနေထိုင်ရာကဘာမြေကြီးကိုကျွန်တော်တို့တိရွက်6တွေခိုင်း6တွေမီးမရှို့ပဲနဲ့ကဲတင်လိုက်ပါအဲဆိုရင်တင်းနေထိုင်ရာကဘာမြေကြီးကိုတင်ကျေးဇူးဆက်ရာကြောက်ပါလေဒါလိုဒီလိုပြောရင်ကြီးကြီးကျယ်ကျယ်ပြောရကြပါမင်းရောမီးမရှို့ခဲ့ဘူးလားဆိုကျွန်တော်လည်းအရင်တော့ရှို့ခဲ့ဘူးပါတယ်မသိခင်တော့တိတော့ကျွန်တော်တို့မရှို့တော့ဘူးဗျတူးတယောက်ကနေစတင်ပြီးတော့ပြင်တယ်ဆိုရင်အားလုံးကောင်းမွန်လာမှာဖြစ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်